ရုံးကန်နေရတဲ့နေ့ရက်တိုင်းမှာချိန်နေတာကုန်သွားတယ်ပတ်စံကလက်ထက်မကျန်ခဲ့သလိုခံစားရလားနက်လင်းကမိုးချုပ်တဲ့အထိပင်ပင်ပန်းပန်းလုပ်နေပေမဲ့ဝင်ငွေကကုန်စည်နှုန်းနဲ့မမျှပဲစိတ်ပြတ်နေပါသလားတော်တော်များများဖုန်းတစ်လုံးနဲ့ online ကဝင်ငွေရှာရဲဆိုရင်လွယ်လွယ်ကူကူနဲ့လောင်းကစားတွေကိုရောက်သွားကြပါတယ်တေချာတဲ့နည်းလမ်းမသိပဲမှန်းစာပြီးလုပ်ရင်နောက်ဆုံးလက်ထဲကရှိတာလေးပါကုန်သွားတာမျိုးဖြစ်ကြတယ်ဒါပေမဲ့ပြဿနာကညီတို့ရုံးကန်ကြတာမဟုတ်ပါဘူးမန်ကန်နဲ့နီးလန်းကိုအသိပညာမရှိခဲ့လို့ပါဒီနေ့မှာတော့အိမ်ပြင်မထွက်ပဲဖုန်းတစ်လုံးနဲ့တရက်ကိုတသိန်းဝန်းကျင်အထိစနစ်တကျရှာဖွေနိုင်မဲ့ color trading ရဲ့လျှို့ဝှက်ချက်ကိုမျှဝေပေးခြင်းပါတယ် color trading ဆိုတာကန်ဆန်းတာမဟုတ်ပါဘူးစနစ်တကျ trend analysis တွေကိုကြည့်တက်အောင်လေ့လာပြီး money management နီးလန်းမှန်နဲ့ထိန်းချောင်းရတဲ့နည်းပညာတစ်ခုပါနည်းစနစ်တွေဒါစနစ်တကျတည်ထားရင်ဆုံးရှုံးမှုကိုထိန်းချုပ်ပြီးပုံမှန်ဝင်ငွေတစ်ခုကိုတည်ဆောက်လို့ရပါတယ်စာပိုင်းမှာဘာမှမသိသေးတဲ့ beginner ညီကိုတွေအတွက်လည်းစိတ်ပူစရာမလိုပါဘူး trend line ပုံစံတွေကိုဘယ်လိုကြည့်ရမလဲမိမိရင်းနှီးမြှုပ်နှံမှုအနေနဲ့ကင်းအောင်ဘယ်လိုစီမံရမလဲဆိုတာတွေကိုသင်ယူပြီး community နဲ့အတူလက်တွဲသွားနိုင်အောင်ကူညီပေးထားပါတယ်စဉ်းစားကြည့်ပါမနေ့ပြန်တွေမှာ online ပေါ်မှာအချိန်ဖြုံးရုံတွေမဟုတ်တော့ပဲကိုဖုန်းလေးကိုအသုံးချပြီးအိမ်မှာအေးအေးဆေးဆေးတောင်းကနန်းကနေတိန်းကနန်းအထိဝင်ငွေရှာနိုင်လိုက်တဲ့အခါဘယ်လောက်တောင်အဆင်ပြေသွားမလဲခုပဲကျွန်တော်ရဲ့ profile bio link ကတဆင့်ဒါမှမဟုတ် Telegram တက်ပြင်း7ကိုဆက်သွယ်ပြီးလေ့လာစုံစမ်းကြည့်လိုက်ပါ